ဒီချင်တာကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုလို့ရှိရင်အပြင်ကလာတဲ့လေအေးဓာတ်တွေကိုလည်းကာကွယ်ပေးနိုင်ပြီးအတွင်းမှာရှိတဲ့နှွေးဓာတ်ကိုလည်းကောင်းကောင်းထိန်းသိမ်းပေးထားနိုင်တာပဲဖြစ်ပါတယ်။အဲဒါမလို့ညဘက်အိတ်တဲ့အခါမှာစောင့်လွတ်သွားလို့ရှိရင်လည်းအေးဓာတ်ကိုမခံစားဘဲနဲ့နှွေးထွေးနဲ့အိတ်ဆက်နိုင်မှာပဲဖြစ်ပါတယ်။ဆောင်းထဲမှာစောင့်မလို့တဲ့ချင်အောင်ဆောင်းထဲမှာအေးခဏပတ်သက်တဲ့ကလေးငယ်လေးတွေမိသားစုဝင်တွေအတွက်အသင့်တော်ဆုံးချင်အောင်ပိတ်ချင်အောင်လို့လည်းခေါ်ပြီးမိနစ်တဲ့ချင်အောင်လို့လည်းခေါ်တယ်ပြီးတော့အနှွေးချင်အောင်လို့လည်းခေါ်ပါတယ်ကိုယ့်ရဲ့တတမီမီလေးတွေအေးပတ်လို့နေမကောင်းလို့ဆေးကမ်းပြရတဲ့အခါမှာဆေးဘဝကကုန်တဲ့အပြင်မိဘများမှာလည်းစိတ်မချမ်းမသာဖြစ်ရပါတယ်အဲ့ဒီအစားဒီလိုမျိုးအနှွေးချင်အောင်လေးတွေကိုကြိုတင်ဝယ်သုံးပြီးတော့တတမီမီလေးတွေကျမ်းမာပျော်ရွှင်နေတာကိုမြင်ရတာကမိဘတွေအတွက်ပို့ပြီးတော့စိတ်ချမ်းသာရတဲ့အချိန်မှာပါလေလုံးနဲ့ချင်အောင်ဆိုပေမဲ့လည်းအရင်မြင့်ချုပ်လုပ်ပေးထားလို့မိုးကြက်ကြီးမအိတ်ဆက်ရပဲနဲ့ကြက်ပြက်နဲ့လွတ်လပ်အိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်ဒီချင်အောင်ရဲ့အရွယ်ကတော့ဘယ်ကနေညာထိအကျယ်ကိုးပေကွယ်ကင်းဆိုင်မှုရတစ်ခုရဲ့စင်ငယ်ဆိုင်မှုရတစ်ခုရဲ့ကိုကောင်းခြုံပေးထားနေတဲ့အရွယ်ဖြစ်ပြီးတော့အမိုးအနေနဲ့ဆိုရင်3မိုးခွဲဖြစ်ပါတယ်ရှင့်မိသားစု4ယောက်ကြက်အိတ်ဆက်လို့ရပါမယ်ခေါင်းရနေချင်းဒီခြေစင်6ပေကွယ်အမြင့်9ပေအော်ကြောက်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့ဒီချင်အောင်လေးရဲ့ဈေးနှုန်းကတော့3,500ကျပ်ပဲဖြစ်ပါတယ်ပိတ်ချင်အောင်လေးတွေကတော့10ရက်နှင်းငယ်ကြိုလွှဲရပါတယ်ရှင့်မိုင်မယ်ဆိုလို့ရှိရင်တော့399258 300 39ခွန်858 608တိတော့နဲ့ဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဆင့်စာပို့ပြီးတော့ဖြစ်စေ TikTok CB ကနေဖြစ်စေ Page Messenger ကနေဖြစ်စေဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်ဝယ်သူပြောမှာရောင်းသူပြောတာတခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမေတော်မောစားချင်တာအော်လာကြုတ်ပါ